မင်္ဂလာပါကျွန်တော်ဒီ playlist လေးတစ်ခုမှာတော့ဈေးကွက် POS ကိုသုံးပြီးတော့အယောင်းဘယ်လိုဖွဲ့ရလဲအယောင်းဖွဲ့လို့ရအောင်လို့လုပ်ရမယ့် assist ရဲ့ဒါလေးတစ်ခုကိုကျွန်တော်ပြောပြပေးသွားပါပထမဆုံးကတော့ဒီမှာဆိုရင်ကျွန်တော်တို့ဈေးကွက် POS ကိုထဲကိုဝင်လာတာ ਨੇ ဒီ dashboard ကိုအရင်ဆုံးတွေ့ရမယ် dashboard မှာဆိုရင်တော့ကျွန်တော်တို့စုစုပေါင်းရောင်းအားကိုတွေ့ရမယ်ဒါကတစ်နှစ်စာရောင်းအားဖြစ်ပါတယ်ပြီးတော့တစ်နှစ်စာ order ကောက်ထားတဲ့အရေးအတွက်ကိုပြပေးထားမယ်ပြီးတော့ဒီနေ့မှာဘယ်လောက်ထိရောက်ရလဲဆိုတဲ့ဟာလေးကိုပြပေးထားလိမ့်မယ်အခုဆိုရင်ကျွန်တော်အယောင်းဖွဲ့လို့ရအောင်ပေါ့နော်လောက်ရမယ့် assist ကိုစပြီးတော့ပြောပေးသွားမယ်ပထမဆုံးလောက်ရမှာတော့ set အောက်မှာရှိတဲ့ payment method ရဲ့ order type ရဲ့ဒါလေးနှစ်ခုကိုဖြည့်ပေးရမယ် payment method မှာဖြည့်ရမှာတွေကတော့မိတ်ဆွေရဲ့ site မှာအသုံးပြုတဲ့ငွေပေးချေတဲ့နည်းလမ်းတွေကိုဖြည့်ရမှာမိတ်ဆွေရဲ့ site မှာကငွေသားလက်ခံတယ်KPay လက်ခံတယ်ဝေပေးလက်ခံတယ်စသဖြင့်အဲ့လိုမျိုးနီးလန်းပေါင်းစုံနဲ့လက်ခံတယ်ပေါ့နော်အချို့ site တွေဆိုရင် banking နဲ့ပါလက်ခံတယ်အဲ့လိုမျိုးလက်ခံသမျှငွေပေးချေမှုနီးလန်းတွေကိုဒီမှာဖြည့်ပေးရမယ်အဲကိုဖြည့်ပါပြီးတော့ကျွန်တော် site မှာဆိုရင်ငွေသားနဲ့အသုံးများတယ်ဒါကြောင့်မလို့ဒါလေး is primary လေးကိုဖွဲ့ထားမယ် KPay မှာကျွန်တော်ရဲ့ KPay number ကိုထည့်မယ်ဥပမာမိတ်ဆွေကဒီနေရာမှာပေးတွေငွေသားတွေမဟုတ်ဘဲနဲ့ banking နဲ့လက်ခံတယ်ဆိုရင် account number မှာဆိုရင်မိတ်ဆွေဘဏ်ရဲ့ဘဏ် account ကိုဖြည့်ပေးရမယ်ဒါဆိုရင် payment method ဖြည့်ပြီးပြီ payment method ဖြည့်ပြီးပြီဆိုတော့ order type ကိုဖြည့်မယ် order type မှာကတော့မိတ်ဆွေရဲ့ဆိုင်ကဘယ်လိုမျိုးရောင်းချလဲအချို့ဆိုင်တွေဆိုရင်ထိုင်စားလို့ရတယ် delivery လက်ခံတယ်parcel လက်ခံတယ်ပေါ့နော်ဒါအချို့စားသောက်ဆိုင်တွေပြောပြတာအချို့ online shop တွေဆိုရင်လည်းပဲဒါဒီနေရာမှာdeli နဲ့ပဲလက်ခံတယ်ဆိုင်နဲ့မရောင်းဘူးဆိုတာတွေရှိတယ်အချို့ဆိုင်တွေကြတော့လည်းဆိုင်မှာလည်းရောင်းတယ်deli လည်းပို့ပေးတယ်ပေါ့နော်အချို့ဖုန်းဆိုင်တွေဆိုရင်ပေါ့ဒီလို order လက်ခံတဲ့နီးလန်းတွေအကုန်လုံးကိုဒီမှာဖြည့်လို့ရတယ်ပေါ့နော်မိတ်ဆွေရဲ့ဆိုင်မှာဘယ်လိုမျိုး order ဘယ်လိုနီးလန်းတွေနဲ့ order လက်ခံလဲဆိုတာဟာတွေကိုဒီ order type မှာဖြည့်ပေးရမှာပါ